ဒိုင်ယာတစ်ခုခုရတဲ့အခါဒါမှမဟုတ်ရင်လည်းဒီလိုနာကျင်ကြိုက်ခဲတဲ့အခါမျိုးတွေပေါ့နော်အဲ့မျိုးတွေဆိုလို့ရှိရင်ရေခဲကက်ရမှာလားဒါမှမဟုတ်ရေနွေးအိတ်တွေပဲပြေးကက်လိုက်ရမှာလားဒါမျိုးလမ်းပြောင်းနေတဲ့သူတွေအတွက်ဒေါက်တာဒီဗီဒီယိုလေးနဲ့ရှင်းပြပေးပါမယ်ရေခဲကက်ရမယ့်အခြေအနေတွေကကြတော့လေအခုချက်ချင်းပေါ့နော်ချက်ချင်းအဲ့လိုချော်လဲသွားတာတခါကျရင်အဲ့လိုခြေထောက်တွေခောက်ပြီးလဲသွားတာခြေချင်းဝတ်တွေလိမ်သွားတာအဲ့မျိုးဆိုဖောင်းလာတာမျိုးတွေရှိတယ်သိတယ်မလားအဲ့လိုဟာမျိုးတွေရောင်လာတာမျိုးတွေဆိုရင်ရေခဲကက်ပေးရမယ်ပြီးရင်အဲ့လိုကလေးတွေချင်းအကြောင်းတွေမှာလေးတိုက်မိကြတာတောင်းတယောက်စောင့်မိကြတာအဲ့လိုခေါင်းတွေမှာအာလူဘူးတွေထွက်ကြရင်အဲ့ဒါမျိုးတွေဆိုလို့ရှိရင်ရေခဲကက်တာအရန်ကိုထိရောက်တယ်နော်ရေခဲကက်လို့ရှိရင်အဲ့ရောင်လာတွေကကျသွားတယ်နော်အလွယ်မှတ်ရမယ်ဆိုရင်တော့အခုချက်ချင်းဖြစ်တဲ့ဒိုင်ယာမျိုးတွေပေါ့နော်တစ်ရက်နှစ်ရက်အတွင်းလက်တလောဖြစ်ထားတဲ့ဒိုင်ယာမျိုးတွေရောင်နေတာတွေဖောင်းနေတာမျိုးတွေဆိုလို့ရှိရင်တော့ရေခဲကပ်ပြီးလို့ရတယ်နော်ဒါဆိုရင်ဘယ်လိုအချိန်မှာရေနွေးအိတ်တွေကပ်မှာလဲပေါ့နော်ရေနွေးအိတ်ကပ်မဲ့အချိန်တွေရကြတော့အခုချက်ချင်းဖြစ်တဲ့ဟာတွေမဟုတ်ဘူးဖြစ်တာကြပြီနော်ဖြစ်တာကြပြီအဲ့လိုနာကျင်ကြိုက်ခဲတာတွေအဲ့ဒူးတွေမှာရောင်တာတွေနော်ဒူးတွေရောင်နေဖောင်းနေကြိုက်ခဲတယ်အဲ့လိုခါးတွေကြိုက်တယ်နားတယ်ဒါမျိုးတွေပေါ့နော်အဲ့လိုမျိုး2ရက်ထက်ကြော်ပြီးတော့3-4ရက်ရှိပြီးကြာပြီးဖြစ်နေတဲ့ဟာမျိုးတွေနော်ဒါဆိုလို့ရှိရင်တော့ရေနွေးအိတ်လေးတွေကတ်တာအရန်ကိုထိရောက်တယ်နာကျင်တာတွေကိုလျှော့စေတယ်နော်တခြားသိကျင်တာတွေရှိရင်ဒီ comment မှာမေးခဲ့လို့ရပါတယ်